င်္ဂလာပါရှင်ပမာတိုင်းကြပါရာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါရှင်ယခုတင်ဆက်ပေးသွားမယ့်တည်င်းအကြောင်းအရာတွေကတော့ KIA ပူးပေါင်းတပ်များမုံမောက်မြို့ရှိစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတဲ့တည်င်းနံဖတ်ကာတွေ KIO ကရေးစခန်းဖွင့်လှစ်တဲ့တည်င်းနဲ့အခြားဆူစီထားတဲ့တည်င်းတွေကိုကျွန်မမွန်းကြကနေတင်ဆက်ပေးသွားမှာပါKIA တမဟာတုံးအောက်က AA PDF KPDF ပူးပေါင်းတပ်ဖွဲ့တွေဟာမူးမောက်မှာတပ်ဆွဲထားတဲ့ခမာရ43ခုကိုဇွန်လ24ရက်မနက်8နာရီအချိန်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ဇွန်လ25ရက်ည6နာရီခွဲအချိန်မှာမန်ယော့ကုံငူမှာတပ်ဆွဲထားတဲ့စကစခလာရ4ခုကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပါပြီ။ခလာရလေးခွန်တပ်စခန်းကနေလက်နက်တွေနဲ့စစ်တုံးပစ္စည်းအများအပြားသိမ်းဆည်းရခဲ့တယ်လို့လည်းရှေ့တန်းသတင်းရင်းမြစ်တွေထံကသိရှိရပါတယ်။ KIA တောင်ပိုင်းတိုင်းနံပါတ်ကာတွေဒီကနေ့ဇွန်လ26ရက်ကစပြီးကချင်လွတ်လပ်ရေးအစိုးရကရေးစခန်းစတင်ဖွင့်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ရေးစခန်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်ကစပြီးတပ်စခန်းချနေရပြင်ဆင်နေပြီးရေးစခန်းရုံဖွင့်ဆူတောင်းပွဲကိုဒီကနေ့ဇွန်လ26ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။အခုလိုရေးတပ်စခန်းဖွင့်လိုက်တာဟာနံပါတ်ကာဒေတာပြည်သူတွေရဲ့လုံခြုံရေးနဲ့တရားမျှတမှုရရှိရန်ရည်ရွယ်ချက်နဲ့ဖွင့်လှစ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။ကချင်လွတ်လပ်ရေးအစိုးရရေးစခန်းကိုလွန်ခဲ့တဲ့2003ခုနှစ်ဇွန်လ6ရက်နေ့ကစတင်ဖွင့်လှစ်လိုက်တာဖြစ်ကြောင်းသိရပါတယ်ရှင်။ KIA မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စွန်ဘရာဘုမြို့နယ်မှာ KIO အစိုးရရဲ့အုပ်ချုပ်ရေးရန်တရားနဲ့အုပ်ချုပ်တော်မယ်လို့ဒေသခံပြည်သူတွေကိုရှင်းလင်းတင်ပြတဲ့အစီအစဉ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ KIO အစိုးရရဲ့အုပ်ချုပ်ရေးဆိုင်ရာနဲ့ပတ်သက်တာတွေအုပ်ချုပ်ရေးယုံဌာနဆိုင်ရာယုံတွေရဲ့အကြောင်းကိုတောင်ပိုင်းတိုင်းဒုအုပ်ချုပ်ရေးမှူးလူစုံလာကျွဲကရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။စွန်ဘရာဘုမြို့နယ်အုပ်ချုပ်ရေးမှူးငဲအောင်မြတ်ကနေရောက်ရှိလာကြတဲ့ပြည်သူတွေကိုအားပေးစကားပြောကြားရမှာစွန်ဘရာဘုပြည်သူတွေအနေနဲ့စစ်ရေးနိုင်ငံရေးအမျိုးမျိုးကြောင့်အခက်အခဲအမျိုးမျိုးကြုံတွေ့ခဲ့ရပေမဲ့ဒေသခံပြည်သူတွေအားလုံးစီလုံးစွာနေတွားကြဖို့ပြောကြားခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာစွန်ဘရာဘုမြို့နယ်ကပြည်သူ139ဦးတက်ရောက်ခဲ့တယ်လို့လည်းတည်င်းထားဥမရှိကပေးပို့ထားပါတယ်။ဗမာတိုင်းသားပါရာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုတူပရိသတ်ပေါင်းရွှေလန်းချမ်းမြေကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။